你表的ဆိုင်呀လေဟာငါတည့်ပင်ဖုံးကြောင်းလိုင်းတော့လာတယ်ဟာအော်တွေ့ရှမင်းတို့ကိုတွေ့ပြီအေးဟုတ်ပြီအေးတကယ်ကြီးအေးဒါပဲနော်အားဆိုနော်ကိုစင်ပြေမလားအဲ့ဆိုဝေးမလိုက်တော့မယ်နော်အဲ့ဆိုညီမလေးအဲ့ခုနပြောတဲ့ဟာလေးတွေပဲထည့်လိုက်နော်မိုင်းစီရန်လေးချသွားလိုက်မယ်ဟုတ်ကဲ့အဲ့ဆိုညီမလေးဘောင်ချလေးထည့်လိုက်တော့မယ်နော်ဟုတ်ကဲ့ပါဆရာအကိုညီမပိုက်ကြီးနေလို့ ဘာအဲ့ဒါဘာတူလဲရှင်ပြောလေအဲ့ဒါဘာတူလဲရှင်ပြောတော့ဝေးတယောက်တည်းကိုပဲချစ်တာပါဆိုဝင်းနဲ့တူတူနှစ်ယောက်တကဘာကြီးတိဆောက်ရှင်တာပါဆိုအဲ့ဒါရှင်မရေကြီးမော့လားဟုတ်ဘူးဝေးရှင်အဲ့ဒါကိုပြောရှင်ပြောတော့မြင်အိမ်အကြီးဆောက်ပြီးတော့ရွှေမိတ်သက်ကတကားလာလေးတက်ချင်တာပါဆိုကူတောင်စင်ရမ်းချပြီးဘယ်လိုလုံးမလဲအဲ့ဒါကိုရှင်ပြောဟုတ်ဝေးကိုပြောဘာမှလာမပြောမနေနဲ့ဝေးဘာမှမကြားချင်ဘူးတော်ပြီဒီမကိုကျန်တာအားလုံးကိုစိုးမြဝေးသီးခံနိုင်တယ်ဝေးခွင့်လဲခွင့်လုံးနိုင်တယ်ဒါမျိုးကတော့ဝေးလုံးဝမရဘူးသီးလဲမခံနိုင်ဘူးမဘောင်ချလေးဘောင်ချဒီနေ့ငါနေကတီးလို့လားကွာအခုတော့အကုန်လုံးရှော့ကုန်ပြီ အော်ကိုကလည်းညီမပိုက်ကြီးနေဆိုတော့ထိုင်ကုန်လေးနေရလေးဖယ်ခိုင်းမလို့ပါအဲ့ဒါပြောတာပါ မင်းအဲ့ဒါအစတွေကတေချာပြောတော့ပေါ့အခုတော့အကုန်လုံးရှော့ကုန်ပြီလေ အော်ကိုရဲ့ညီမကလည်းပြောမလို့ပဲအကိုရဲ့ကောင်မလေးကပဲပြောသွားလေပြောညီမဘာမှတော့ပြောချင်မရလိုက်ဘူးလေဟေးထိုင်မဲ့အကိုကောင်မလေးကစိတ်တော်ကြီးရယ်နော်အကိုဘောင်ချလေးဘောင်ချလေးဝေးကိုခဏဆောင်ပါဦးဝေးမလေးအမပိုက်ကြီးနေလို့ရှင်